အားလုံးပဲမင်္ဂလာပါဒူရီတော်လေး YouTube channel လေးကနေကိုရီမာရီအားလုံးကိုနေထွေးကပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်တော်လေးရဲ့ဗီဒီယိုဖိုင်လေးကိုဝင်ရောက်ကြည့်ရှုနေတဲ့မျိုးတွေအားလုံးပဲတဦးတယောက်မကျန်စိတ်ချမ်းသာကိုချမ်းသာကြပါစေစိတ်တော်တိုင်းကိုပါလူဝင်ဆန်းကတွေတလုံးတော်ဝါရကြပါစေအသက်ရှူတိုင်းမှာလဲဝင်ငွေတွေတိုးပွားရရှိပါစေလို့အကိုရီမာရီအားလုံးကိုတော်လေးကပထမဦးစွာစုမောကောင်တောက်ပေးလိုက်ပါတယ်ရှင်ချစ်တော်လေးတွေအားလုံးပဲဝင်လာမယ်တော်လေးရဲ့ဗီဒီယိုဖိုင်လေးကိုဝင်လာပြီးဆိုတာနဲ့လိုက်လက်မလေးတယောက်တစ်ချက်စီနေပါ channel လေးကို subscribe နဲ့ရသေး channel တိလေးဖြစ်တာမလို့ channel ကို subscribe နဲ့ရသေး channel လေးကို subscribe လေးနေပြီးကြည့်ပါအများမြင်အများတွေ့အများပေါတော်လေးရဲ့ဒီဗီဒီယိုဖိုင်လေးကိုရှယ်မှုရှားလေးနဲ့ကူညီသွားပေးပါကိုရီမတွေအားလုံးပဲကဲဒီအခုလာမယ့်ပွဲတော့ကိုဒါအဖွင့်နေ့မနက်ဈေးမှတွေနောက်မနက်ည2ကြိမ်သုံးဖို့တစ်ကြိမ်ကိုအကောင်းဆုံးစူးစမ်းပေးတာဖြစ်တဲ့အကိုရီမတွေဘက်ကနော်အဖွင့်နေ့မှာအဖွင့်လာခြင်းနဲ့အကိုရီမတွေအားလုံးပဲဝင်လာတာနဲ့မင်္ဂလာပါလို့တယောက်တစ်ချက်စီ comment မှာမှန်းခဲ့ပါအတိတ်ဆောင်နမိတ်ဆောင်လေးနဲ့မင်္ဂလာပါလို့တယောက်တစ်ချက်စီ comment မှာမှန်းပေးခဲ့ပါချစ်တော်လေးတွေအားလုံးပဲเนาะကဲတော်လေးတို့ပြီးခဲ့တဲ့ပွဲမှာဆိုလို့ရှိရင်เนาะနေ့တိုင်းမှာနေ့တိုင်းဆိုလို့ရှိရင်တော်လေးတို့10ချိန်စရာမှာ4ချိန်5ချိန်တီးတီးအဆင်ပြေအောင်ကိုရီမတွေစူးစမ်းပေးထားတဲ့တောက်လျှောက်ကိုလွတ်တဲ့ပွဲဆိုတာမရှိဘူးเนาะ4ချိန်တီးတီး4ချိန်5ချိန်ထန်ကုန်ပဲเนาะအကိုရီမတွေအားလုံးပဲ10ချိန်စရာမှာ5ချိန်တီးတီးတော့ပြီးခဲ့တဲ့ပွဲရတော်လေးတို့အဆင်ပြေခဲ့တယ်အကိုရီမတွေအားလုံးပဲဘယ်သူတွေဘလောက်ဖို့ရကြလဲဘယ်သူတွေဘလောက်ဖို့ပေါက်ကြလဲဆိုတာအကိုရီမတွေအတီးဆုံးเนาะချစ်တော်လေးတွေအားလုံးပဲတော်လေးတို့ဒါအဖွဲ့ဝင်လေးတွေအားလုံးပဲဟိုရှိလာမဲ့ပွဲတရားတာတာပရိတောက်ကြမှာလက်ဆောင်ရတယ်ဦးမကျော်ဇာတို့ပတ်တီဇာတို့မွေးကွက်ရတယ်เนาะအဲ့ဒါတွေမဟုတ်သေးဘူးအခုပွဲမှာလဲဒါအခုလာမဲ့ပွဲတော့ကိုအဖွဲ့ဝင်ကြိုခေါ်တာကိုတာတာပရိတောက်ကြ2ရက်အတွင်းလက်ဆောင်ပတ်တီလက်ဆောင်ကနန်းပေးတာတောက်ကြနေမနက်မှာနေတော်လေးတို့အကိုရီမတွေအားလုံးပဲပတ်တီလေးနဲ့လက်ဆောင်ပတ်တီလေးနဲ့တော်လေးတို့အဆင်ပြေခဲ့တယ်ဒါအခုလာမဲ့ပွဲတော့ဦးမကျော်ဇာတို့3ရက်မကျော်ဇာတို့ပတ်တီမွေးကွက်တောင်နော်မပေးရသေးဘူးလက်ဆောင်ကြာသာပရိတောက်ကြမှာတွေလက်ဆောင်ပတ်တီလက်ဆောင်နဲ့နော်အကိုရီမတွေအားလုံးပဲအဆင်ပြေခဲ့ပြီအဲ့ဒါကြောင့်မလို့အကိုအဖွဲ့ဝင်ထားတဲ့အကိုရီမတွေလေတော်လေးတောက်ကြနေညက်တွေကဒါနော်ခိတ်အပြင်သွားနေလို့အကိုရီမတွေခရီးလွန်နေတာရှိလို့တော်လေးဒါနေတိုက်ကနန်းလေးတို့ဒါနေကုန်လာရောက်မြဝေပေးခဲ့တာပေါ့နော်မနက်ပိုင်းမှာတော်လေးရဲ့အဖွဲ့ဝင်လေးတွေအားလုံးပဲတော်လေးရဲ့အဖွဲ့ဝင်ပတ်တီအဖွဲ့ဝင်မွေးကွက်ကလေးအဖွဲ့ဝင်ပတ်တီလေးနဲ့နော်လက်ဆောင်ပတ်တီလေးနဲ့အဆင်ပြေခဲ့တဲ့အကိုရီမတွေအားလုံးပဲပေါက်ကြီးလေးတွေမှန်းခဲ့ပါနော်တောက်ကြနေမနက်ကတော်လေးရဲ့အဖွဲ့ဝင်လေးတွေအတီဆုံးနော်လက်ဆောင်ပတ်တီလက်ဆောင်ကနဲ့ရှယ်ရနေကြအကိုရီမတွေစောစောကြုံဝင်ထားလို့ပြောတာကိုရီမတွေလက်ဆောင်ပတ်တီလေးနဲ့ရှယ်ဖြုတ်ရတယ်ကဲအခုလာမယ့်ပွဲအတွက်ကိုလည်းဒါအဖွဲ့ဝင်ပြီးသားဖြစ်တယ်เนาะချစ်တော်လေးတွေအားလုံးပဲကဲကြာသာပရိတောက်ကြမှာအဖွဲ့ဝင်ထားတဲ့အကိုရီမတွေကဦးမကျော်ဇာတို့မွေးကွက်လေးတော်လေးဒီညပို့ပေးမယ်မရောက်ဘူးဆိုရင်ပြန်ပြောချစ်တော်လေးတွေအားလုံးပဲเนาะကဲအခုလာမယ့်ပွဲတော့ကိုလည်းအဖွဲ့မဝင်ရသေးတဲ့အကိုရီမတွေเนาะဇာတို့ပတ်တီတစ်လုံးနဲ့เนาะတေချာရမှုရှိတဲ့ကနန်းအများကြီးလည်းမစော့ခြင်းဘူးပတ်တီတစ်လုံးနဲ့မွေးကွက်ကလေးတွေပဲထိုးခြင်းနဲ့တော်လေးနဲ့တူတူတော်လေးပြီးတဲ့ကနန်းလေးတွေနဲ့ကန်ဆက်ချင်ပါတယ်ဆိုတဲ့တော်လေးရဲ့ချစ်တော်လေးတွေအားလုံးပဲအဖွဲ့ဝင်ကန်ဆယ်ကြေးဒီ1000ကျပ်ပါဒီ1000ကျပ်နဲ့အဖွဲ့ဝင်လာတော့ဟုတ်ပြီအဖွဲ့ဝင်တစ်တရားမသိဘူးတချို့အဖွဲ့ဝင်လေးတွေကကနန်းတွေကဘလို့ပေးတာလဲဆိုရင်3ရက်မကျော်တလေးလာအင်္ဂါဗုဒ္ဓဦး3ရက်မကျော်ဇာတို့ပတ်တီဇာတို့မွေးကွက်တွေလည်းရမယ်အခုအကိုရီမတွေအားလုံးပဲတလေးလာအင်္ဂါလို့တာပြောတာเนาะဗုဒ္ဓဦးမကျော်လို့တာပြောတာတလေးလာအင်္ဂါမှာအကြအများဆုံးပတ်တီနဲ့အကြအများဆုံးမွေးကွက်တွေကိုပဲပေးတာဖြစ်ပါတယ်တော်လေးရှိမှာရေရှည်လက်တွဲမှုတဲ့အကိုရီမတွေတည်ဆုံးမှာအဖွဲ့ဝင်လေးတွေအားလုံးပဲဘလို့အမြက်ကလေးတွေနဲ့အကိုရီမတွေအစင်ပြေကြလဲရကြလဲဆိုတော့အကိုရီမတွေတည်ဆုံးမှာကဲဒါကြောင့်မလို့နော်အခုလာမယ်ပွဲအတွက်3ရက်မကျော်ဇာတို့ပတ်တီတစ်လုံးနဲ့မွေးကွက်တွေကိုလိုချင်တဲ့အကိုရီမတွေအားလုံးပဲအဖွဲ့ဝင်ကန်ဆယ်ကြေးဒီ1000ကျပ်ပါအဖွဲ့ဝင်ကန်ဆယ်ကြေး1000ကျပ်နဲ့ဆက်သွယ်ရမယ့်နာမည်ကလေးကိုခေါ်ပေးမယ်တေချာလေးမှတ်ပေးပါအကိုရီမတွေအားလုံးပဲနော်ကဲတေချာလေးမှတ်ပေးပါနော်တော်လေးခေါ်ပေးမယ်တော်လေးရှိမှာအဖွဲ့ဝင်ချင်းတဲ့အကိုရီမတွေအားလုံးပဲဆက်သွယ်ရမယ့်နာမည်ကလေးဒီနော်25ခွန်ကို3834ညပဲဖြစ်ပါတယ်ကိုရီမတွေအားလုံးပဲတေချာလေးမှတ်ပါချစ်တော်မျိုးတွေအားလုံးပဲเนาะ25ခွန်ကို38เนาะအကိုရီမတွေအားလုံးပဲတေချာလေးမှတ်ပါ3434
3ညပဲဖြစ်ပါတယ်အကိုရီမတွေအားလုံးပဲဆက်သွယ်ရမယ်နံပါတ်တစ်ခုပဲကိုင်ဆောင်နေဒါကြောင့်မလို့ Viber 3နဲ့ကိုရီမတွေ Viber မှာငွေလွှဲပြည်စာလေးတွေပို့ထားလို့ရတယ် Viber မသုံးတဲ့တချို့အဖွဲ့ဝင်လေးတွေအားလုံးပဲဒါရိုက်ဆက်သွယ်ပေးပါချစ်တော်မျိုးတွေအားလုံးပဲเนาะကဲဒါအဖွဲ့ဝင်ကန်ဆယ်ကြီး1000ချက်ကိုမမြင်တဲ့အကိုရီမတွေအားလုံးအတွက်ကန်ဆယ်ကြီး1000ဒီမဟုတ်ဖို့ပဲဖို့ပဲရှိတယ်ဒါကြောင့်မလို့ကန်ဆယ်ကြီး1000ချက်ကိုမမြင်နဲ့ကိုရတဲ့ကနန်းလာလေးတွေကနန်းကောင်းလေးတွေကိုဘလို့ရရင်ဘလို့အကျိုးမြတ်ရှိမလဲဆိုတာလေးကိုပဲတွေးထားပြီးအကိုရီမတွေအားလုံးပဲเนาะဒါအကိုရီမတွေကိုပြောပြတာတော်လေးဒီဒါအကိုရီမတွေအဖွဲ့ဝင်ခေါ်တယ်ဆိုတာအကိုရီမတွေတမဟုတ်ဖို့ပဲဖို့ပဲရှိတယ်เนาะချစ်တော်လေးတွေအားလုံးပဲဒါကြောင့်မလို့တက်နိုင်တဲ့ယုံကြည်မသာလင်ဝေပေးပါတော်လေးကိုမယုံကြည်ဘဲနဲ့တော့အဖွဲ့လောင်ဝင်နေဘသူ့မှကိုအတင်းဝင်ပါလို့လဲတော်လေးမတိုက်တုံးတော်လေးရဲ့နေတိုက်ကလေးတွေတော်လေးရဲ့အဖွဲ့ဝင်လေးတွေနောက်တော်လေး comment တော်လေးရဲ့ပေါက်ကြီးလေးတွေနော်တော်လေးပြည့်ရဲ့ကနန်းလေးပေါက်ကြီးလေးမန်းတဲ့အကိုတွေမတွေတော်လေးကိုရေရှည်စောင့်ကြည့်တဲ့အကိုတွေမတွေသိလိမ့်မယ်နော်ချစ်တော်လေးတွေအားလုံးပဲဒါကြောင့်မလို့ကဲခုနခေါ်ပေးတဲ့နံပါတ်ကိုဒါအဖွဲ့ဝင်ကန်ဆက်ကြီး1000နဲ့ဆက်သွယ်ခြင်းနဲ့ဆိုဒါရိုက်ဆက်သွယ်ပါကဲနေတဲ့ကနန်းလေးတွေသွားမယ်အကိုတွေမတွေအားလုံးပဲနော်တလင်းလာနေအဖွင့်နေမနက်သေးမှာ2ကြိမ်သုံးဖို့1ကြိမ်ကိုအကောင်းဆုံးစူးစမ်းပေးရတယ်ကိုတွေမတွေဘက်ကနော်တော်လေးပေးတဲ့ကနန်းလေးတွေနဲ့အကြိုက်တူညီမှုရှိတယ်ဆိုတင်ပြီးကစားပါတော်လေးပေးတဲ့ကနန်းတွေကနေကုန်ဖြစ်ပါတယ်အကိုဒီမတွေအားလုံးပဲနော်ကဲ73ရက်9လ2026တလင်းလာနေနော်မနက်မကြညနေကျင်းတည်ကြမယ်ကနန်းလေးမနက်ပိုင်းမှာပါလာရင်နေ့လယ်တနာရီထို့တော်လေးလိုက်ရှိုးလွှင့်ပေးမယ်နေ့လယ်တနာရီထို့တော်လေးလိုက်ရှိုးလွှင့်ပေးမယ်တော်လေးကနန်းပါမလာဘူးဆိုလို့ရှိရင်တော့နော်ညနေကိုပြန်ပြီးကစားပေးပါနေကုန်အားကောင်းပါတယ်ကဲကိုရီမတွေအားလုံးပဲမနေ့ကမှထိုးရမယ့်ပတိအလုံးအကောင်းသောပတိဒီ9ပတ်တိ3ညပတ်တိ9 3ညဝမ်းချင်းဖြစ်ပါတယ်အကိုရီမတွေအားလုံးပဲ9ပတ်တိ3ညပတ်တိ9 3ညဝမ်းချင်းဖြစ်ပါတယ်9ကြိုက်တဲ့ကိုရီမတွေအားလုံးပဲ9ကိုပတ်ပါ3ညကြိုက်တဲ့ကိုရီမတွေအားလုံးပဲ3ညကိုပတ်ပါနော်ကိုကြိုက်နေတဲ့ကနန်းယူကစားလို့ရတယ်တော်လေးဒီဝမ်းချင်းနှလုံးအချိန်နှလုံးကြိုက်တဲ့အတွက်အချိန်နှလုံးမျှဝေပေးတာဖြစ်တယ်အကိုရီမတွေဘက်ကဒီဝမ်းချင်းနှလုံးမကြိုက်ဘူးဆိုရင်တစ်လုံးကိုပဲယူကစားနော်တစ်လုံးမှမထိုးနိုင်ဘူးဆိုရင်တော့တော်လေးရွေးထုတ်ပေးထားတယ်တကွာကောင်းလေးတွေမရောကွက်ကလေးတွေကြည့်ထိုးပါအကိုရီမတွေအားလုံးပဲနော်အတက်နိုင်ဆုံးနည်းနည်းလေးခေါ်ပေးမယ်တေချာလေးတော့မှတ်ပေးပါအကိုရီမတွေအားလုံးပဲနော်ကဲ9 3ညဝမ်းချင်းဒီနေကုန်စားမနက်မကြညနေချင်းနေကြမယ်ကနန်းလေးပါနော်9ပတ်တီ3ညပတ်တီ9 3ညဝမ်းချင်း9နဲ့ထိုးရမယ်မရော4ကွက်တီ9 1 5 4 5 6 5ခွန်ပါအကိုဒီမတွေအားလုံးပဲ9 1 5 4 5 6 5ခွန်ပါချစ်တော်လေးတွေအားလုံးပဲတေချာလေးမှတ်ပေးပါ9 1 5 4 5 1 5 4 5 6 5ခွန်ပါနော်3ညနဲ့ဆိုရင်3ည2 3ည6 3ညခွန်3ည8ပါ3ညနဲ့ဆိုရင်3ည2 3ည6 3ညခွန်3ည8ပါ3ညနဲ့ဆိုရင်3ည2 3ည6 3ညခွန်3ည8ပါအကိုဒီမတွေအားလုံးပဲเนาะဒါ3ညနဲ့ထိုးရမယ်မရော4ကွက်9နဲ့ထိုးရမယ်မရော4ကွက်โอเคအကိုဒီမတွေအားလုံးပဲတော်လေးကြိုက်ဆုံးတကွက်ကောင်းလေးမပြောပြခင်မှာ၄လုံးအပီးတွဲခွေလေးခေါ်ပေးမယ်เนาะအကြိုက်ဆုံးတကွက်ကောင်းလေးကိုမပြောပြခင်မှာ၄လုံးအပီးတွဲခွေလေးဒီ3ည5 6 1 4လုံးအပီးတွဲပါ3ည5 6 1 4လုံးအပီးတွဲလေးပါ3ည5 6 1 4လုံးအပီးတွဲလေးပါအပူလေးပါပါတယ်အကိုရီမတွေအားလုံးပဲအဖွင့်နေမနက်စေးကိုအပူကြိုက်ပါတယ်เนาะ3ညဘူး5ဘူး6ဘူး1ဘူးဆိုပြီးတော့เนาะထက်ကစားထားပါအကိုရီမတွေ9ဘူးကတောက်ကြနေညနေမှာထွက်တယ်ဆိုပေမဲ့တော်လေးကြိုက်လို့ပေးထားတာเนาะ3ညဘူး5ဘူး6ဘူး1ဘူးဆိုပြီးတော့အခွေကီးလေးမှာအပူလေးပါပါတယ်3ည5 6 1မှာเนาะအပူလေးထက်ကစားထားပါအမျိုးတွေအားလုံးပဲကဲတော်လေးကြိုက်ဆုံးတကွက်ကောင်းလေးကိုခေါ်ပေးမယ်တော်လေးကြိုက်ဆုံးတကွက်ကောင်းလေးဒီ9နဲ့ပတ်သက်ရင်9 9တီတကွက်ကောင်း3ညနဲ့ပတ်သက်ရင်3ည5တီတကွက်ကောင်းပါเนาะ9နဲ့ပတ်သက်ရင်9 9တီတကွက်ကောင်း3ညနဲ့ပတ်သက်ရင်3ည5တီတကွက်ကောင်းတော်လေးကြိုက်ဆုံးတကွက်ကောင်းလေးပါเนาะ3ညနဲ့ပတ်သက်ရင်3ည5 9နဲ့ပတ်သက်ရင်9 9တီတကွက်ကောင်းပါအကိုတွေမတွေအားလုံးပဲကဲအခုလာမယ့်ပွဲအတွက်ကိုတော်လေးရှိမှာအဖွဲ့ကြိုဝင်နေတဲ့အကိုတွေမတွေအားလုံးပဲအဖွဲ့ဝင်မယ်ဆိုစောစောစီးစီးလေးဝင်ပါတလင်းလာနေ17နာရီထိုးပြီးပဲတော်လေးအဖွဲ့ဝင်လက်ခံပါတယ်အခုပွဲအတွက်ကိုเนาะလာရောက်ဝင်ကြပါတယ်ဆိုတဲ့တော်လေးရဲ့အကိုတွေမတွေအားလုံးပဲခုနကတော်လေးခေါ်ပေးတဲ့နံပါတ်ကိုဒါရိုက်ဆက်သွယ်ပါเนาะအခုတော်လေးပြီးတဲ့ကနန်းလေးတွေကမနက်မကြညနေကျင်းတည်ကြမယ်ကနန်းလေးတွေဖြစ်ပါတယ်အကိုတွေမတွေအားလုံးပဲကဲအဖွင့်နေ့မနက်စေးမှာအဖွင့်လာခြင်းတဲ့မျိုးတွေအားလုံးပဲဝင်လာတာနဲ့လိုက်လက်မလေးနှိပ်ခဲ့ပါ
တော်လေးရဲ့ဗီဒီယိုဖိုင်လေးကိုအစားဆုံးကြည့်ရှုနေတဲ့အကိုရီမတွေ channel လေးက channel သစ်ဖြစ်တာမလို့ channel ကို subscribe နဲ့ရသေး channel လေးကို subscribe လေးနေပြီးကြည့်ပါအများမြင်အများတွေ့အများပေါအောင်လို့တော်လေးရဲ့ဒီဗီဒီယိုဖိုင်လေးကိုရှယ်မှုရှားလေးနဲ့ကိုကြည့်သွားပေးပါချစ်တော်လေးတွေအားလုံးပဲเนาะကဲကိုရီမတွေအားလုံးပဲတော်လေးရဲ့ဗီဒီယိုဖိုင်လေးကိုဒီမှာပဲရနာပြစေအမျိုးတွေအားလုံးပဲစိတ်ချမ်းသာကိုကျမ်းမာကြပါစေလူမှုရေးစီးပွားရေးစသရအဆင်ပြေချုံမေးကြပါစေတော်လေးပြီးတဲ့ကနန်းနေနဲ့အကိုရီမတွေတိုင်းနေမှာဝေသွားထုတ်နိုင်ပါစေလို့တော်လေးဘကစုမုံကတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကိုလက်ပါချစ်တော်လေးတွေအားလုံးပဲအဖွင့်နေကုန်မှာပေါက်ကြပါစေရကြပါစေရှင်เนาะမျိုးတွေအားလုံးပဲကိုလက်ပါ